73ခုနှစ်ကလေးကစတင်တည်ထောင်ခဲ့တဲ့ Global Yogurt and Ice Cream ဆိုင်မှာတုံးကြီးအားဂိုလင်းဆောင်ပြစပြီးဘဲချိုးပြဖွင့်လိုက်ပြီးဖြစ်ကြောင်းကြီးညာအပါရင်ရှင်မင်္ဂလာပါခင်ဗျာဂလိုမန်လေးဆိုင်ခွဲမှာကြိုဆိုပါတယ်ဗျာမန္တလေးကိုလာဖို့အတွက်ကိုပြင်ဆင်နေတာတော့2နှစ်လောက်ရှိပြီဒီလက်ကိုညီကြတဲ့မန္တလေးသူမန္တလေးသားတကယ်ချင်းမိတ်ဆွေတွေလည်းကျေးဇူးအများကြီးတင်တယ်ပြီးတော့ဒီမှာမန္တလေးကိုရောက်လာဖို့အတွက်ကိုအဓိကနှိုးတော်ပေးတဲ့ကလေးရဲ့မန္တလေးကအမာခံ customer တွေလည်းအရင်ကျေးဇူးတင်ပါတယ်အဲ့တော့ကလေးကလည်းမန္တလေးအတွက်ကိုလုံးဝအရသာ special ဖြစ်တဲ့ food product တွေဘဝသားနဲ့ချောင်းမဆိုးတဲ့ရေခဲမို့ပြီးရင်ဒီလုံးဝ specialty ဖြစ်တဲ့လုံးဝ premium ရတာနဲ့ဒီလို free yoga ရဲ့ product တွေကိုမန္တလေးအတွက်ယူရပေးမှာမန္တလေးအတွက်ကိုဒီလိုကအကောင်းဆုံးဖြစ်ရပါတယ်။ညကျေးဇူးတင်ပါတယ်။မန္တလေးတို့ရဲ့ပုံရခန်းသားစရာ66လမ်းမိန်းလမ်းမကြီး38လမ်းနဲ့39လမ်းကြားမှာ30မြောက်ဆိုင်ခွဲကြီးဖြစ်တဲ့ Glow Greek Yogurt and Ice Cream ဆိုင်မှာတော့ဖွင့်ပွဲအခမ်းအနားကြီးကိုပေးချုပ်ပြဖွင့်လှစ်ရတဲ့အတွက်မင်္ဂလာအချိန်ခါကျရောက်ပြီးဖြစ်ပါတယ်။ Glow Greek Yogurt and Ice Cream ဆိုင်အမှတ်3ကြီးအားဂိုင်းစွာဖြင့်ပေးချုပ်ပြဖွင့်လှစ်ပြီးမှရန်အတွက်ဇယတပမင်္ဂလံဇယတပမင်္ဂလံဇယတပမင်္ဂလံမင်္ဂလာပေါင်းခံကြောင်းပြေဆုံးပြီးဖြစ်ပါတယ်ရှင်။ Ready 3 2 1 successfully opening မင်္ဂလာပါကျွန်တော်ဒီနေ့ဒီဂလိုပွဲလေးတက်ရောက်ဖြစ်တာတော့ကျွန်တော်ကိုယ်တိုင်လည်းဒီဂလိုရဲ့စားသုံးသူတယောက်ပေါ့နော်ကျွန်တော်စားသုံးတာဆိုရင်ကျွန်တော်10စုနှစ်တခုလောက်ရှိပြီပေါ့နော်တော်တော်ကြာပြီပေါ့နော်အခုလိုမျိုးကိုယ်တိုင်စားသုံးရတဲ့ဒီဒင်းရင်အတွက်ကိုယ်တိုင်လာဒီပွဲတက်ဖို့အတွက်ဖိတ်ခေါ်ခံရခြင်းအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လို့ဟုတ်အဓိကတော့ကျွန်တော်တို့ကျတော့ကျမ်းမာရေးအတွက်ကြောင့်ပေါ့နော်ကျမ်းမာရေးအတွက်ကောအလားပါအတွက်ကော weight ထိန်းမှုအတွက်ကောပေါ့နော်တောက်တာပေါ့နော်ဒီဒင်းရင်ကိုကျွန်တော်ကတော့ဘယ်အချိန်နေတောက်လဲဆိုတော့ညပိုင်းနေတောက်ဟိုညပိုင်းဆိုကျွန်တော်ဆယ်မုံလေးနဲ့ဒီဒင်းရင်လေးနဲ့စားလိုက်ပြီးဆိုပိုက်ပြီးပြေသွားတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပဲအဲ့လိုမျိုးထိန်းပစ်တာများတယ်ပေါ့နော် weight တွေပါတယ်ဆိုရင်လည်းအဲ့လိုမျိုးထိန်းပစ်တာများတယ်ပေါ့ဟုတ်ရေခဲမုံလည်းကြိုက်တယ်ပြီးတော့နောက်ထပ်အဲ့ဒီမီလီဘူးတေးလေးထွက်တဲ့ဒီတရက်ဒီအရသာယောဂတ်လည်းကြိုက်တယ်စတော်ဘယ်ရီအရသာယောဂတ်လည်းကြိုက်တယ်ပေါ့နော်ဟုတ်ကျွန်တော်အကုန်ကြိုက်ပါတယ်တကယ်ပါကျွန်မဒီနေ့ကတော့ဒီကလိုဆိုရဲတင်ချင်းလေးကရန်ကုန်မှာတော့ရန်နာမည်ကြီးရပါတော့ရန်ကုန်မှာတော့တကယ်ပြင်းနေကျွေးလို့စားဦးတယ်ဒါပေမဲ့အဲ့ဒီရေကမောင်လေးကအခု sorry အဲ့ဒီတင်ချင်းကအခုမန္တလေးမှာလာဖွင့်မယ်ဆိုတော့အခုဒါဖုန်းမှာကလန်တဲ့ကိုလာဖြစ်ပါတယ်ကုန်လဲကုန်ယူပါတယ်ကိုစိုက်နေတတ်တဲ့စားတော့ဖြစ်တဲ့အတွက်လိုမျိုးလေးမန္တလေးမြို့မှာလိုမျိုးလာဖွင့်တဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ရတာဆိုသူ့ရဲ့ taste ကကြတော့နည်းနည်းဘိုးဆန်တဲ့ဘက်ကိုတော့ပါတော့ကိုရတာလေးကကျန်တဲ့နေချင်းလည်းမတူဘူးအရန်ထူးခြားတယ်ဒီလားအရန်လည်းပါဇက်ထဲမှာလည်းပြောလည်းရှိအဲ့လိုမျိုးပေါ့နော်နောက်အသားကြီးပြပေးပါလေဆိုတော့အရန်ကိုဒါထူးခြားတဲ့တင်ကြပါလို့ကျွန်တော်ကဒီ quality ကောင်းတဲ့ product လေးတွေရောင်းချင်တယ်ဒါကကျွန်တော်လိုမျိုးပဲစားတော့ရောင်းတဲ့ဒီကျွန်တော်တို့နိုင်ငံသူတွေအားလုံးအကောင်းဆုံးကိုထုတ်ရောင်းချင်တဲ့ဆန္ဒနဲ့ထုတ်ရောင်းနေကြတာပဲလို့ယုံကြည်တယ်ကျွန်တော်တို့ဒီငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာအဲဒီ ice cream စားလို့ရှိရင်လည်းဘက်ကတ်ကြီးနဲ့လုံးဝဘုံလိုက်ကင်ပြီးတော့အားရပါရတွေ့တာကျွန်တော်အိမ်မှာကျတော့ ice cream ကိုနှလုံးလောက်နှစ်ခွက်လောက်စားလိုက်လို့ရှိရင်ကျွန်တော်အမေကကောပြီးဆိုတော့တကယ်လဲအဲ့လောက်နှလုံးလောက်သုံးလုံးလောက်စားလိုက်ပြီဆိုလို့ရှိရင်ချောင်းဆိုးရတယ်အဲ့လိုမျိုးချောင်းမဆိုးရတဲ့ရေခဲမုတ်တွေရောင်းမယ်ဟုတ်တယ်ကိုယ်တိုင်လည်းသူများနိုင်ငံသွားတဲ့ခါကျလို့ရှိရင်ရေခဲမုတ်ကဘဝသားလဲချောင်းမဆိုးဘူးအဲ့ဒါဟာကိုအဲ့လိုမျိုးရေသွေးမျိုးရအောင်ဒီမှာထုတ်ချင်တာပေါ့နော်ပြီးတော့ဒီ Greek yogurt ကလည်းကျန်းမာရေးအတွက်ကိုကောင်းတယ်ကျန်းမာရေးအတွက်ကို energy booster ဖြစ်တယ် protein ဓာတ်တွေ
များတယ် probiotic တွေကိုအိတ်တောက်ပြမလို့ဘဲနဲ့ပြည့်စုံပေးတယ်အဲ့ဒီအတွက်ကို Greek yogurt ကိုလည်းဖြန့်တယ်ဒီမှာနှစ်ခုတွဲပြီးတော့ဖြန့်တာပါဟိုအရိကတော့ကောင်းကောင်းလေးကိုစားသိတယ်နော်အဲ့ဒီစိတ်နာမယ်တော့ကြောင်းတယ် Greek yogurt ကတော့ကျွန်တော်တို့တစ်နှစ်လောက်ဆိုလို့ရှိရင်စစားလို့ရတယ်ခင်ဗျ baby လေးတွေအတွက်ကျတော့6လကစစားလို့ရအောင်ကျွန်တော် baby yogurt ဆိုပြီးတော့ထပ်ပြီးတော့ထုတ်ထားပါတယ်ကျွန်တော်အခုထုတ်လို့ရောင်းချပေးနေတဲ့ product တွေအကုန်လုံးကကျွန်တော်အဲ့ဒီဒူဘိုင်းမှာ2005ခုနှစ်နှစ်စားနေပြီ2012နှစ်အကုန်အထိကိုဒူဘိုင်းအခြေစိုက်တဲ့ US company မှာလုပ်ခဲ့တဲ့ product အဲ့ဒီ recipe တွေကိုအဓိကအခြေခံပြီးအဲ့ဒီရဲ့ food production အဲ့ဒီမှာတော့ကျွန်တော်ရဲ့ American company မှာနေပြီးတော့သင်ကြားခဲ့တဲ့ဒီ HACCP production line ရဲ့ system တွေအကုန်လုံးနေရောအဲ့ဒီမှာသင်ခဲ့တဲ့ရခဲ့တဲ့ certificate တွေသင်ခဲ့တဲ့ပညာတွေအကုန်လုံးနဲ့ဒီမှာကျွန်တော်ရဲ့မြန်မာနိုင်ငံမှာလုံးဝ premium quality premium product တွေကိုထုတ်ပြီးတော့ရောင်းချပေးနေတာပါအခုမန္တလေးမှာဖွင့်လက်တဲ့ဂလိုဆိုင်တကြီးကိုလည်းအားပေးကြပါမန္တလေးကမိတ်ဟောင်းမိတ်ဖြစ်တွေဝန်းရံပေးကြပါအောင်ဆက်လက်ပြီးတော့အားပေးကြပါအောင်ပြီးတော့ကျွန်တော်နေပြီးတော့မှလည်းလာမဲ့အချိန်တိုကာလအတွင်းမှာလည်းနေပြီးတော့မှဖွင့်လက်ဖို့ကြိုးစားနေပါတယ်အဲ့ဒီအတွက်ကိုလည်းနေပြီးတော့ customer တွေဖြစ်တဲ့မန္တလေးကနေရန်ကုန်ကနေလမ်းကျောက်နဲ့ customer တွေဖြစ်တဲ့အားပေးကြဖို့အတွက်ကိုကျွန်တော်ကြိုးစားနေပါတယ်အားလုံးကိုလည်းကျေးဇူးဆက်လောင်းပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့စားသုံးတဲ့ customer တွေကလည်းအခုလိုမျိုး quality ကောင်းပြီးတော့ရတာကောင်းတဲ့ဒိန်းကြီးတွေရေခဲမုတ်တွေကိုချုပ်လုပ်ပြီးလို့ကျေးဇူးတင်ပါတယ်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ပေါ့နော်အဲ့လိုကျေးဇူးအတိတ်ကလို့ရှိရင်အရင်ဝမ်းလာအလုံးလဲဝလာပို့ပြီးအားရှင်ကျေးဇူးတင်ပါတယ်